လူဘဝတချို့ကလူမသေးခင်သေသွားတယ်လေဂုံသိက္ခာတွေဂုံသိက္ခာတွေကြာဆုံးပြီးသေသွားတယ်အဲ့ဒါမေ့လျော့သွားလို့မမေ့လျော့ဘူးဆိုရင်မင်းဘယ်တော့မှမသေးဘူးလောကကြီးထဲကမင်းသေမှာမဟုတ်ဘူးပျောက်ကွယ်သေတယ်ဆိုတော့ပျောက်ကွယ်ဆိုပါစို့မြန်မာလူမျိုးတွေရဲ့ယင်ထဲမှာအနောယထာမင်းဆိုတာရှိတယ်ကျန်စစ်သားဆိုတာရှိတယ်ဘုရင်နောင်ဘလောင်ဖရာတို့ရှိနေကြတယ်အဲ့ဒီလူတွေကအကြောင်းမဲ့ရှိလာတာမဟုတ်ဘူးသူတို့ကြိုးစားအထုတ်ခဲ့တာအဲ့ဒီလူမမေ့မလျော့ကြိုးစားအထုတ်တဲ့ပုဂ္ဂိုလ်ဟာလူသေးတော်လဲနာမည်မသေးဘူးဒါမှမဟုတ်အမတပရလို့ဒီအဓိပ္ပာယ်ကိုယူလို့လည်းရတယ်ပေါ့နော်ဂုဏ်သိက္ခာအဖြစ်နဲ့သိဆုံးသွားမှာမဟုတ်ဘူးဘယ်တော့မှမသိဆုံးဘူးဘယ်တော့မှမကြဆုံးဘူးလို့ဒီလိုဆိုလို့လေမမှန်ကန်ကန်နဲ့တတိရှိရှိနဲ့ဆွဲဆွဲမြဲမြဲကောင်းတဲ့အလုပ်တွေကိုလုပ်သွားတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှလောကကြီးကပျောက်ကွယ်ပြီးတော့သူ့နာမည်ဟာတိမ်မြုပ်သွားမှာမဟုတ်ဘူးလို့အမတပရဒီလိုအဓိပ္ပာယ်မျိုးလေးပမာရောမစ္ဆုနောပရာမိမိလျော့ရော့လှုပ်ချင်လှုပ်ပြီးတော့ရစ်မှုနေတဲ့ပုဂ္ဂိုလ်ကတော့မကြခင်ပဲလူကမသေးခင်နာမည်ပျောက်သွားလူမသေးခင်နာမည်ပျောက်သွားလူလည်းသိသွားရောဘယ်သူမှအသိမှမပြုတဲ့အနေအထားမျိုးရောက်သွားဘယ်သူမှမသိတော့သိသောသူကြာရင်မေ့ဆိုတာအဲ့ဒီပါသွားပြီကိုဂုဏ်ပြုခံရတဲ့ပုဂ္ဂိုလ်မျိုးမဖြစ်ဘူးလောကမှာ